အိုးအပဖျားသခင်ဒီနေ့မှာကိုရောရဲ့နှုတ်ကပတ်တော်ကိုဖတ်ရှုကြားနာဖို့ရာရွေးချယ်ခြင်းခံရတဲ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်။တန်ရှင်သောဝိညာဉ်တော်ဖျားတပည့်တော်တို့ကိုအလင်းနှင့်အသိပညာကိုပေးသနာတော်မူပါ။နေ့စဉ်ဘဝမှာကိုရော၏အလိုတော်ကိုလိုက်နာဆောင်ရွက်နိုင်အောင်ကိုညီဆောင်မတော်မူပါမည်အကြောင်းသခင်ယေရှု၏နာမတော်အားဖြင့်တောင်းလျှောက်ကြပါတယ်။အာမင်။ဘဝတစ်ခုလုံးဖျားသခင်ကဲနှုတ်ခဲ့တဲ့ကျေးဇူးတော်များကိုဒါဝိဒ်မင်းကြီးကကြပြားလင်္ကာနဲ့မော်ကွန်းတင်ချီးမွမ်းထားတဲ့ပုံနိုင်ငံတော်တည်ငြိမ်ရေးအတွက်စနစ်တကျဖွဲ့စည်းပုံနဲ့မိတ်ဆွေအတုအယောင်တို့ရဲ့တစ္ဆာဖောက်မှုကြားကနေခိုးလုံခြင်းအကြောင်းကိုဒီနေ့လေ့လာကြပါမယ်။မင်္ဂလာပါ။တမန်ကျမ်းစာ365ရက်တာခီးစဉ်ရဲ့140ရက်နေ့ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။မနေ့ကဒါဝိဒ်ဟာပျက်စီးရာရွှွညွန့်ထဲကနေဆွဲတင်တော်မူတဲ့ဘုရားသခင်ကိုချီးမွမ်းခဲ့တာကိုတို့တွေကြားခဲ့ကြရပါတယ်။ဒီနေ့မှာတော့ဒါဝိဒ်ဘဝရဲ့တက်ဦးဆံပိုင်အတွေ့အကြုံအားလုံးကိုစုစည်းပြီးတီဆိုထားတဲ့မဟာချီးမွမ်းခြင်းသခြင်းကြီးနဲ့နိုင်ငံတော်အုပ်ချုပ်ရေးရန်တရားအကြောင်းကိုလေ့လာကြရပါမယ်။ဒီနေ့ဖတ်ရှုရမယ့်ကျမ်းပိုက်တွေကတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး22ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး29နဲ့စာလံကျမ်း41တို့ဖြစ်ပါတယ်။ဘဝရဲ့အနှိမ့်အမြင့်တန်တရားကိုကြော်ဖြတ်ပြီးတဲ့နောက်မှာဖျားသခင်ရဲ့တစ္ဆာရှိမှုကိုဘယ်လိုဝန်ခံမလဲဆိုတာကိုအတူတူဆင်ခြင်ကြည့်ကြပါစို့ဒီနေ့ဖတ်ရှုရတဲ့ကျမ်းပိုက်တွေထဲကဒါဝိဒ်ရဲ့ကယ်တင်ခြင်းဆိုင်ရာသခြင်းကိုဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး22မှာကြားနာကြရမှာဖြစ်ပါတယ်ဒီအခန်းတစ်ခုလုံးဟာဒါဝိဒ်မင်းကြီးကသူ့ကိုရန်သူတွေလက်ထဲကနေအထူးသဖြင့်ရှောလူမင်းလက်ထဲကနေထာဝရဘုရားကယ်တင်တော်မူတဲ့နေ့မှာတည်ဆိုခဲ့တဲ့မဟာချီးမွမ်းခြင်းကဗျာကြီးဖြစ်ပါတယ်ဒီကဗျာဟာဆာလံကျမ်း18နဲ့လည်းအတူတူပဲဖြစ်ပါတယ်။ဒါဝိဒ်ကဖျားသခင်ကိုငါဤကြောက်ဆောင်ငါဤရဲတိုက်ငါကိုကယ်လွှတ်တော်သခင်လို့ဘဝအတွေ့အကြုံနဲ့ထပ်တူပြုပြီးအလွန်ခမ်းနားစွာဖွဲ့ဆိုထားတာဖြစ်ပါတယ်။ပြီးတော့ရန်သူများဝိုင်းနေချိန်မှာဖျားသခင်ကကောင်းကင်ကိုခွဲ၍ဆင်းသက်လာကမိမိကိုကယ်တင်ခဲ့ပုံကိုစိတ်လှုပ်ရှားစရာကောင်းအောင်ဖွဲ့ဆိုထားတာလည်းဖြစ်ပါတယ်။ဒီနေ့ဖတ်မဲ့ကျမ်းပိုက်တွေကိုနားဆင်ကြပါစို့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး22ဒါဝိဒ်သည်ရှောလူမင်းမှစ၍ရန်သူအပေါင်းတို့လက်မှထာဝရဘုရားကယ်လွတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါထာဝရဘုရားရှေ့တော်တွင်မြွက်ဆိုသောသခြင်းစကားဟုမူကားထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏မြို့ရိုးငါကိုကယ်လွတ်သောသခင်ငါ၏ဘုရားငါကိုးစားသောအစွမ်းတတ္တိငါ၏အကွယ်အကာငါကိုကယ်တင်သောဦးချိုငါ၏ရဲတိုက်ငါခိုလုံရာငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ကိုတော်သည်ညှင်းဆဲခြင်းတဲကအကျွန်ုပ်ကိုကယ်လွတ်တော်မူ၏ချီးမွမ်းအပ်သောထာဝရဘုရားကိုငါတောင်းလျှောက်၍ရန်သူတို့လက်မှကယ်တင်ခြင်းသို့ရောက်၏သေခြင်းလိုင်းတဘိုးတို့သည်ငါကိုဝိုင်းမိ၍ဖျက်ဆီးတတ်သောရေစီးခြင်းကြောင့်ငါကြောက်လန့်ရ၏မရဏနိုင်ငံ၏ကျိုးတို့သည်ဝိုင်း၍သေမင်း၏ကြော့ကွင်းသည်ငါကိုကြော့မိလျက်ရှိ၏ထို့သောငါသည်ဆင်းရဲညှို့ညင်သောအခါထာဝရဘုရားကိုခေါ်၍ငါ၏ဘုရားသခင်ကိုအော်ဟစ်လေ၏ခေါ်သောအတန်ကိုဗိမာန်တော်ထဲမှကြားတော်မူ၍အော်ဟစ်သောအတန်သည်နားတော်ထဲသို့ဝင်လေ၏ထိုအခါအမျက်တော်ထွက်သောအဖြစ်မြေကြီးတုန်လှုပ်၍မိုးကောင်းကင်အမြစ်တို့သည်တရွေ့ရွေ့လှုပ်ရှားကြ၏နှာခေါင်းတော်ထဲကမီးခိုးထွက်၍နှုတ်တော်ထဲကမီးလောင်သောအဖြစ်မီးခဲတောက်လေ၏မိုးကောင်းကင်ကိုညွတ်သဖြင့်ဆင်းသက်တော်မူ၍ခြေဘဝါတော်အောက်၌မှောင်မိုက်ဖြစ်လေ၏ခေရုဗိမ်ကိုစီးလျက်ပြန်တော်မူ၏လေ၏အတောင်တို့အပေါ်မှာထင်ရှားတော်မူ၏မောင်မိုက်ဒီဟုသောတခဲနှက်သောရေနှင့်ထူထပ်သောမိုးတိမ်တို့ကိုကိုတော်၌ကာယံစေတော်မူ၏ရှေ့တော်၌ရောင်ကြီးကြောင့်မီးခဲတောက်လျက်ရှိ၏ထာဝရဘုရားသည်လည်းကောင်းကင်ပေါ်မှမိုးချုံ၍အမြင့်ဆုံးသောဘုရားသည်အတန်တော်ကိုလွှင့်တော်မူ၏လေးများတို့ကိုပြည့်၍လျှက်စစ်ပြက်စေသဖြင့်ရန်သူတို့ကိုအရရက်တို့ခွဲ၍ရှုံးစေတော်မူ၏ထိုအခါထာဝရဘုရားသည်အပြစ်တင်၍နှာခေါင်းတော်ထဲကအသက်ရှူတော်မူသောအဖြစ်သမုဒ္ဒရာအောက်ပြင်နှင့်လောကတိုက်မြစ်တို့သည်ဖွင့်လှစ်ထင်ပေါ်လျက်ရှိကြ၏အထက်အရက်ကလက်တော်ကိုဆန့်၍တခဲနှက်သောရေထဲကငါကိုဆယ်ယူတော်မူ၏ငါကိုမုံသောသူဒီဟုသောငါပြန်၍မနိုင်နိုင်အောင်ခွန်အားကြီးသောရန်သူတို့လက်မှငါကိုကယ်လွတ်တော်မူ၏ဘေးဥပတ်ရောက်သောကာလ၌သူတို့သည်စီးတားတော်လေထာဝရဘုရားသည်ငါမိခိုရာဖြစ်၍ငါကိုကျေဝန်းရာအရက်သို့ပို့ဆောင်တော်မူ၏ငါကိုနှစ်သက်သောကြောင့်ကယ်လွတ်တော်မူ၏ငါဖြောင့်မတ်ခြင်းရှိသည့်အလျောက်ထာဝရဘုရားသည်အကျိုးကိုပေး၍ငါလက်စင်ကြယ်ခြင်း၏အကျိုးကိုစီရင်တော်မူ၏အကြောင်းမူကားငါသည်ထာဝရဘုရား၏လမ်းတော်သို့အစဉ်လိုက်၏ငါ၏ဘုရားသခင်ထံမှပြစ်မှား၍မသွား
စီရင်တော်မူချက်ရှိသမျှကိုငါသည်မျက်မှောက်ပြု၏အထုံးအဖွဲ့တော်တို့မှမလွဲရှေ့တော်မှာဖြောင့်မတ်၍ကိုထုစရိုက်ကိုကျင်ဆောင်၏ထိုကြောင့်ရှေ့တော်မှာထင်ရှားသောငါ၏ဖြောင့်မတ်ခြင်းစင်ကြယ်ခြင်းရှိသည်နှင့်အလျောက်ထာဝရဘုရားသည်ငါ၌အကျိုးကိုပေးတော်မူပြီးတနာတတ်သောသူအားကိုတော်သည်တနာခြင်းသဘောကို၎င်းဖြောင့်မတ်သောသူအားဖြောင့်မတ်ခြင်းသဘောကို၎င်းတန်ရှင်းသောသူအားတန်ရှင်းခြင်းသဘောကို၎င်းဆန့်ကျင်သောသူအားဆန့်ကျင်သောသဘောကို၎င်းပြတော်မူ၏နှိမ်ချလျက်ရှိသောသူတို့ကိုကိုတော်သည်ကယ်တင်၍မာနထောင်လွှားသောသူတို့ကိုရှုံချခြင်းကကြီးမှတ်တော်မူ၏အိုထာဝရဘုရားကိုတော်သည်အကျွန်ုပ်၏မိခွက်ဖြစ်တော်မူ၏ထာဝရဘုရားသည်အကျွန်ုပ်၏မှောင်မိုက်ကိုလင်းစေတော်မူ၏အကျွန်ုပ်သည်ကိုတော်ကိုအမိပြု၍တက်ကိုဖြတ်ပါပြီအကျွန်ုပ်၏ဖျားသခင်ကိုအမိပြုလျက်မြို့ရိုးကိုကြော်၍ဝင်ပါပြီဖျားသခင်စီရင်တော်မူသောအမှုသည်စုံလင်၏ထာဝရဘုရား၏တစ္ဆာတော်သည်အစစ်ခံ၍တည်၏ဟိုလုံသောသူအပေါင်းတို့၏အကွယ်အကာဖြစ်တော်မူ၏ထာဝရဘုရားမှတပါးအဘယ်ဖျားသခင်ရှိသနည်းငါတို့ဘုရားသခင်မှတပါးအဘယ်မည်သောကြောက်ရှိသနည်းထိုဘုရားသခင်သည်ငါ၏ခွန်အားငါ၏တဘိုးဖြစ်၍ငါသွားရာလမ်းကိုဖြောင့်စေတော်မူ၏ငါခြေကိုတပင်ခြေကဲ့သို့လျင်မြန်စေ၍ငါ၏မြင့်ရာအရပ်ပေါ်မှငါကိုတင်ထားတော်မူ၏ငါလက်ကိုစစ်မှု၌လေ့ကျက်စေခြင်းကတွင်တင်တော်မူ၍ကြေးဝါလေးကိုငါလက်ယုံနှင့်ငါတင်နိုင်၏ကိုတော်သည်ကဲတင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍သီးခံတော်မူခြင်းအပြင်အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ရောက်ပါ၏အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ခြေမချော်စေခြင်းကပြုတော်မူသောအပြင်အကျွန်ုပ်သည်ရန်သူတို့ကိုလိုက်ဖျက်၍သူတို့ကိုမပယ်ရှင်းမီတိုင်အောင်မပြန်ပါသူတို့သည်အကျွန်ုပ်ခြေအောက်မှလဲလျက်ရှိ၍မထနိုင်အောင်အကျွန်ုပ်သည်နှိမ့်နှင်းပယ်ရှင်းပါ၏အကြောင်းမူကားစစ်တိုက်စေခြင်းကကိုတော်သည်အကျွန်ုပ်ကိုခွန်အားကပန်းနှင့်စီး၍အကျွန်ုပ်တစ်ဖက်၌ထသောသူတို့ကိုအကျွန်ုပ်အောက်မှလှဲတော်မူ၏အကျွန်ုပ်ကိုမုန်းသောရန်သူတို့၏လေပင်ကိုအကျွန်ုပ်၌အပ်၍ဖျက်ဆီးရသောအခွင့်ကိုပေးတော်မူ၏သူတို့သည်အော်ဟစ်ကြသောအခါကယ်တင်သောသူမရှိထာဝရဘုရားကိုအော်ဟစ်တော်လဲထူးတော်မမူထိုအခါအကျွန်ုပ်သည်သူတို့ကိုမြေမှုန့်ကဲ့သို့ညက်ညက်ချေပြီးမှလမ်း၌အမိုက်ကိုကဲ့သို့နင်း၍ဖြန့်ကျဲလေ၏လူစုတို့သည်ဆိုင်ပြိုင်တိုက်လန်ခြင်းမှအကျွန်ုပ်ကိုကယ်လွှတ်၍တပါးမျိုးသားတို့၏အကဲအမှုဖြစ်စေခြင်းကစောင့်ရှောက်တော်မူသောအဖြစ်အကျွန်ုပ်မသိဘူးသောလူစုသည်အကျွန်ုပ်ထံ၌ကြုံခံပါ၏တပါးမျိုးသားတို့သည်အကျွန်ုပ်ကိုတောင်းပန်၍အကျွန်ုပ်စကားသံကိုကြားသည်ခဏချင်းတွင်နားထောင်ကြပါ၏မျိုးလွမ်းသည်ဖြစ်၍ခိုလုံရာအရက်ထဲကတုံလှုပ်လျက်ထွက်ကြပါ၏ထာဝရဘုရားသည်အသက်ရှင်တော်မူသည်ဖြစ်၍ငါ၏ကြောက်၌မင်္ဂလာရှိပါစေတည်းငါကိုကယ်တင်သောကြောက်၏ဘုရားသခင်၌ချီးမြှောက်ခြင်းရှိပါစေတည်းငါဘက်၌တရားသဖြင့်စီရင်၍လူစုတို့ကိုငါအောက်မှနှိမ်ချသောသူကဘုရားသခင်ပေတည်းရန်သူတို့လက်မှငါကိုကယ်လွှတ်တော်မူ၏အကျွန်ုပ်တစ်ဖက်၌ထသောသူတို့အပေါ်သို့ကိုတော်သည်အကျွန်ုပ်ကိုမြှောက်တင်၍လူယူဖျက်ဆီးတတ်သောသူ၏လက်မှကယ်လွှတ်တော်မူ၏ထိုကြောင့်အိုထာဝရဘုရားအကျွန်ုပ်သည်တပါးမျိုးသားတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုထောမနာသခြင်းဆိုပါမည်ဘုရားသခင်သည်မိမိခန့်ထားသောမင်းကြီးကိုကယ်တင်သောရဲတိုက်ဖြစ်တော်မူ၏ဗိတ်သိက်တော်ကိုခံရသောဒါဝိဒ်မှစ၍အမျိုးအနွယ်အားကာလအစဉ်ဆက်ကရုဏာကျေးဇူးကိုပြုတော်မူ၏စစ်ဘက်နဲ့အရက်ဖက်စီမံခန့်ခွဲမှုအကြောင်းကိုရောရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး29မှာကြားနာကြရမှာဖြစ်ပါတယ်။ဒီကျမ်းပိုက်တွေမှာတော့ဒါဝိဒ်ကနိုင်ငံတော်ကိုအလှည့်ကျစနစ်တကျအမှုတော်ဆောင်နိုင်ဖို့ဖွဲ့စည်းပုံကိုပြသထားတာဖြစ်ပါတယ်။နိုင်ငံတော်အေးချမ်းသာရဖို့အတွက်စစ်တပ်ကိုတစ်လမှာတစုကို24,000စီနဲ့အလှည့်ကျတာဝန်ထမ်းဆောင်စေပုံမျိုးနွယ်စုအလိုက်ခေါင်းဆောင်များခန့်အပ်ပုံနဲ့မင်းကြီးရဲ့ဗန္ဒာတော်လေယာသိုးနွားများကိုကြီးကြပ်ရမယ်အရေးအချင်းရှိတဲ့သူများကိုစနစ်တကျတာဝန်ခွဲဝေပေးပုံတို့ကိုတွေ့ရှိကြရမှာပါရာဇဝင်ကျုပ်ပထမဆောင်ခန်းကြီး29ရှင်ဘုရင်အမှုတော်ကိုစောင့်သောဣသေလအမျိုးသားတို့သည်အဆွေအမျိုးသူကြီးလူ1000အုပ်100အုပ်အရာရှိတို့နှင့်တကွတစ်နှစ်တွင်12လအစဉ်အတိုင်းတပ်ဖွဲ့၍တလစီအလှည့်လှည့်စောင့်ရသောတပ်သားအမှုရန်24,000စီရှိကြ၏ပထမလတွင်ပထမတပ်ကိုအုပ်သောဗိုလ်မင်းကားဇာဘဒေလသားယာရှောဗန်နှင့်တပ်သားပေါင်း24,000တည်းထိုမင်းသည်ဖာရက်အမျိုးသားဖြစ်၍ပထမလတွင်အမှုစောင့်သောတပ်မှူးအပေါင်းတို့ကိုအုပ်ရ၏ဒုတိယလတွင်အမှုစောင့်သောတပ်ကိုအုပ်သောဗိုလ်မင်းကားအဟောဟိအမျိုးသားဒေါဒနှင့်စစ်ကဲမိကလုတ်တပ်သားပေါင်း24,000တည်းတတိယလနှင့်ဆိုင်သောတတိယတပ်ဗိုလ်မင်းကားယေဘရဟိတ်ကြီးယောယဒသားဘေနာယနှင့်တပ်သားပေါင်း24,000တည်းဒ
ထိုမင်းသည်ဗိုလ်စုတွင်ကျော်စောသောသူဗိုလ်ချုပ်အရာရှိသောသူဖြစ်၏သူ၏သားအမိဇဘတ်သည်လည်းတပ်မှူးအရာကိုရ၏စရုထလတွင်စရုထဗိုလ်မင်းကယွာဘညီအာတဟေလစစ်ကဲကအာတဟေလသားဇေပတိတပ်သားပေါင်း24,000သည်ပြင်စမလတွင်ပြင်စမဗိုလ်မင်းကဣဇဟာအမျိုးရှန်ဟုတ်တပ်သားပေါင်း24,000သည်ဆဌမလတွင်ဆဌမဗိုလ်မင်းကတေကောမြို့သားဣကေရှာ၏သားဣရတပ်သားပေါင်း24,000သည်တတမလတွင်တတမဗိုလ်မင်းကအေဖရိမ်အမျိုးပေလောနိအနွယ်ဖြစ်သောဟေလက်တပ်သားပေါင်း24,000သည်အထမလတွင်အထမဗိုလ်မင်းကဇာရအမျိုးဟုရှတိအနွယ်ဖြစ်သောတိဘေကဲတပ်သားပေါင်း24,000သည်နဝမလတွင်နဝမဗိုလ်မင်းကဗိယမိန်အမျိုးအနေသောတိအနွယ်ဖြစ်သောအပြေစာတပ်သားပေါင်း24,000သည်ဒသမလတွင်ဒသမဗိုလ်မင်းကဇာရအမျိုးနေတောဖာတိအနွယ်ဖြစ်သောမဟာယေတပ်သားပေါင်း24,000သည်ဧကဒသမလတွင်ဧကဒသမဗိုလ်မင်းကအေဖရိမ်အမျိုးပိရသောနိအနွယ်ဖြစ်သောဘေနာယတပ်သားပေါင်း24,000သည်ဒွါဒသမလတွင်ဒွါဒသမဗိုလ်မင်းကဩတနေလအမျိုးနေတောဖာတိအနွယ်ဖြစ်သောဟေလဒေတပ်သားပေါင်း24,000သည်ဣတေလအမျိုးအသီးအသီးတို့ကိုအုပ်သောမင်းဟုမူကားရုဗင်အမျိုးတွင်ဇိခရိ၏သားအေလျာဇာရှိမောင်အမျိုးတွင်မာခ၏သားရှေဖတိလေဝိအမျိုးတွင်ကေမွေလ၏သားဟာရှဘိအာရုံအမျိုးတွင်ဇာဒုတ်ယူဒအမျိုးတွင်ဒါဝိဒ်အကိုအေလိဟုဣသခါအမျိုးတွင်မိတ်ခေလ၏သားဩမရိဇာဗုလုန်အမျိုးတွင်ဩဗဒိ၏သားဣရှမာယနတလိအမျိုးတွင်အာဇရေလ၏သားယေရိမုတ်အေဖရိမ်အမျိုးတွင်အာဇဇိ၏သားဟောရှေမနာရှေအမျိုးတဝက်တွင်ပေဒါယ၏သားယောလဂိလဒ်ပြည်၌မနာရှေအမျိုးတဝက်တွင်ဇခရိ၏သားအိဒ္ဒေါဗေယမိန်အမျိုးတွင်အာဗနာ၏သားယာတေလဒန်အမျိုးတွင်ယေယောဟန်၏သားအာဇရေလဤ၍ကဣတေလအမျိုးတို့ကိုအုပ်သောမင်းပေသည်ထာဝရဘုရားသည်ဣတေလအမျိုးသားတို့ကိုမိုးကောင်းကင်ကျယ်နှင့်အမျှတိုးပွားများပြားစေတော်မူမည်ဟုဂတိတော်ရှိသောကြောင့်ဒါဝိဒ်သည်အသက်20မစေ့သောသူတို့ကိုစာရင်းမယူဘဲနေ၏ဇေရုယာသားယွာဘသည်စာရင်းယူစပြု၍ထိုအပြစ်ကြောင့်အမျက်တော်သည်ဣတေလအမျိုးအပေါ်သို့တက်ရောက်သောအခါလက်စမတတ်ရေတွက်၍ရသောလူပေါင်းကိုဒါဝိဒ်မင်းကြီး၏မှတ်စာ၌မသွင်းမမှတ်အဒေလသားအာဇိမာဝက်သည်ဗနာတော်စိုးဖြစ်၏ဩဇိသားယောနသန်သည်လေပြင်မြို့ရွာရဲတိုင်း၌ရှိသောဗနာတိုက်တို့ကိုအုပ်ရ၏ခေလုတ်သားအေဇရိသည်လေယာလုတ်သောသူတို့ကိုအုပ်ရ၏ယာမမြို့သားရှိမိသည်စပြည့်ဥယျင်တော်ကို၎င်းရှိဖမိမြို့သားဇဗဒိသည်စပြည့်တီးနှင့်စပြည့်ရည်တိုက်တို့ကို၎င်းအုပ်ရ၏ဂေဒရိလူဘာလဟာနန်သည်ဂျိုင်းတို့၌ရှိသောတန်လွင်ပင်နှင့်တဖန်းပင်တို့ကို၎င်းယောရှသည်စီတိုက်တို့ကို၎င်းအုပ်ရ၏ရှာရုံအယက်သားရှိတရေသည်ရှာရုံအယက်၌ကျက်စားသောနွားစုကို၎င်းအာဒလဲသားရှာဖတ်သည်ဂျိုင်းတို့၌ကျက်စားသောနွားစုကို၎င်းအုပ်ရ၏ဣရှမေလအမျိုးသားဩဘိလသည်ကလအုပ်တို့ကို၎င်းမေရောနတိလူယေဒေယသည်ညီတို့ကို၎င်းဟာဂရိအမျိုးသားယာဇက်သည်တိုးတို့ကို၎င်းအုပ်ရ၏ဤသူတို့သည်ဒါဝိဒ်မင်းကြီး၏ဥစ္စာဘဏ္ဍာတော်ကိုအုပ်ရသောသူပေတည်းဒါဝိဒ်၏ဘာတွေးတော်ယောနသန်သည်တိုင်ပင်မူးမတ်ပညာရှိကျမ်းတတ်ဖြစ်၏ဟခမောနိသားယေဟေလသည်ရှင်ဘုရင်၏သားတော်တို့အပေါင်းအဘော်ဖြစ်၏အဟိသောဖေလသည်ရှင်ဘုရင်၏တိုင်ပင်မူးမတ်အာခိမြို့သားဟုရှဲသည်ရှင်ဘုရင်၏အဆွေခင်ပွန်းဖြစ်၏အဟိသောဖေလနောက်မှအဗျာတာနှင့်ဘေနာယသားယောယဒသည်နေရာကျ၏ယွာဘသည်တက်တော်ဗိုလ်ချုပ်မင်းဖြစ်၏40ခုမြောက်သောစာလံကျမ်းမှာတော့မဆချင်းနဲ့ကဲတင်ချင်းအတွက်ဆုတောင်းချက်ကိုကြားနာကြရပါမယ်။စင်ရဲသောသူကိုညှာတာသောသူသည်မင်္ဂလာရှိ၏လို့အစပြုထားပါတယ်။ဒါဝိဒ်ဟာဖျားနာနေခြင်းရန်သူတွေနဲ့အနီးဆုံးမိတ်ဆွေကပါတစ္ဆာဖောက်ပြီးသူ့ကိုလှောင်ပြောင်နေတဲ့အချိန်မှာရေးခဲ့တာဖြစ်ပါတယ်။
အကျွန်ုပ်နှင့်အတူစားသောအဆွေခင်ပွန်းသည်အကျွန်ုပ်တစ်ဖက်၌ဖနောက်ကိုပျောက်ပါပြီဆိုတဲ့စကားလုံးဟာသခင်ယေရှုကိုယူဒရှာကရက်တစ္ဆာဖောက်မဲ့အကြောင်းကြိုတင်ပရောဖက်ပြုခြင်းဟောကြားခြင်းလည်းဖြစ်ပါတယ်42ခုမြောက်သောဇာလံဆင်းရဲသောသူကိုအောက်မေ့သောသူသည်မင်္ဂလာရှိ၏ခဲရင်သောကာလ၌ထိုသူကိုထာဝရဘုရားကယ်နှုတ်တော်မူမည်ထာဝရဘုရားသည်စောင့်မ၍အသက်ချမ်းသာပေးတော်မူသဖြင့်ထိုသူသည်ပြည်တော်၌ကောင်းကြီးမင်္ဂလာကိုခံရလိမ့်မည်ထိုသူကိုရန်သူတို့အလိုသို့ကိုတော်သည်အပ်တော်မမူပါသူသည်နာဖျား၍တုံးလုံးနေသောအခါထာဝရဘုရားသည်ထောက်ပင့်တော်မူမည်နာ၍နေစဉ်ကာလကိုတော်သည်သူ၏အိယာရှိသမျှကိုလှံပြန်တော်မူမည်ငါလျှောက်ဆိုရသည်ကားအိုထာဝရဘုရားအကျွန်ုပ်ကိုတနာတော်မူပါအကျွန်ုပ်သည်ကိုတော်ကိုပြစ်မှားမိသည်ဖြစ်၍အကျွန်ုပ်၌စိတ်ဝိညာဉ်၏အနာကိုပျောက်စေတော်မူပါဟုလျှောက်ဆို၏ငါရန်သူတို့ကသူသည်တည်၍သူ၏နာမသည်အဘယ်ကာလမှတိမ်မြုပ်လိမ့်မည်နည်းဟုငါကိုမနာလို၍ဆိုတတ်ကြ၏ငါကိုကြည်လာသောသူသည်မူသာစကားကိုပြောတတ်၏သူ၏နှလုံးသည်လည်းမကောင်းသောအကြံကိုစီးပူးသည်နှင့်ထွက်သွားသောအခါထုတ်ဖော်ပြောတတ်၏ငါကိုမုန်းသောသူအပေါင်းတို့သည်ငါကိုရံပက်ပြု၍တယောက်နှင့်တယောက်တိုးတိုးပြောလျက်ငါ၌မကောင်းသောအကြံကိုကြံစီတတ်ကြ၏သူ၌အာရမမှုအရာဆွဲကပ်သည်ဖြစ်၍တခါလဲလျင်နောက်တဖန်မထရဟုဆိုကြ၏အကယ်စင်စစ်ငါယုံ၍ငါမုံကိုစားသောအဆွေခင်မွန်းသည်ငါကိုခြေနှင့်ကြောက်သည်အိုထာဝရဘုရားသူတို့အဖြစ်ကိုအကျွန်ုပ်ဆက်ပေးနိုင်မည်အကြောင်းအကျွန်ုပ်ကိုတနာ၍ထမြောက်စေတော်မူပါအကျွန်ုပ်၏ရန်သူသည်အကျွန်ုပ်အားမနိုင်ကြောင်းကိုထောက်၍ကိုတော်သည်အကျွန်ုပ်ကိုမျက်နှိုးတော်မူသည်ဟုသိရပါ၏ကိုတော်သည်အကျွန်ုပ်ကိုအကျွန်ုပ်စုံလင်ခြင်းအရာ၌မဆာ၍ကာလအစဉ်အဆက်ရှေ့တော်ထံမှနေရာပေးတော်မူလက်တံဣတိလအမျိုး၏ဘုရားသခင်တည်းဟူသောထာဝရဘုရားသည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းအာမင်နှင့်အာမင် Hi, my name is Father Mike Schmitz. ဒီကနေ့ Father Mike ရဲ့ဩဝါဒအပိုင်းမှာတော့ဖျားသခင်သည်မြည်သူဖြစ်သည်နည်းဆိုတဲ့အကြောင်းကိုအခုလိုဆွေးနွေးပြထားပါတယ်။ဒါဝိဒ်ဟာဘဝနိဂုံးပိုင်းတော့ရောက်လာတဲ့အခါမှာအတိတ်ကိုပြန်ကြည့်ပြီးဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး22မှာပါဝင်တဲ့ကြပြသချင်းကိုဆိုနေခြင်းဖြစ်ပါတယ်။ Father Mike ကဒါဝိဒ်ဟာဖျားသခင်ကိုကြောက်ဆောင်လို့ပြောတဲ့အခါမှာဓမ္မပညာအရတွေးပြီးပြောတာမဟုတ်ပါဘူး။သူတောထဲမှာပုံအောင်နေရတဲ့အချိန်မှာကြောက်ဆောင်တွေကသူ့အသက်ကိုတကယ်ကယ်ခဲ့လို့ဖျားသခင်ဟာသူ့အတွက်တကယ်ခိုလုံရဖြစ်ခဲ့လို့တက်သေးခံနေတာပါတို့တွေလည်းဖျားသခင်ကိုစာအုပ်ထဲကအတိုင်းမဟုတ်ပဲကိုဘဝရဲ့အခက်အခဲတွေကြားကနေကဲတင်ပေးတဲ့အသက်ရှင်တဲ့အရှင်အဖြစ်တွေးကြုံခံစားဖို့လိုအပ်ပါတယ်လို့ထောက်ပြခဲ့ပါတယ်စနစ်ကြခြင်းသည်ငြိမ်သက်ခြင်းကိုပေးသည်ဆိုတဲ့အချက်ကိုတော့ Father Mike ကအခုလိုရှင်းပြပါတယ်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး29မှာဒါဝိဒ်မင်းကြီးဟာနိုင်ငံတော်ကိုအကွက်ကြကြစီမံခဲ့တာကိုကြားနာခဲ့ကြရပါတယ်။အုပ်ချုပ်ရေးရန်တရားတွေကိုတေချာခွဲဝေတာဟာတိုင်းပြည်ငြိမ်သက်အေးချမ်းဖို့အတွက်ပါ။ Father Mike ကဖျားသခင်ကတို့တွေကိုပေးထားတဲ့အချိန်ငွေကြေးနဲ့အရင်အမြစ်တွေကိုစနစ်တကျစီမံခန့်ခွဲခြင်းဟာဝိညာဉ်ရေးရာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးဖျားသခင်ရဲ့ဖုံးကုံတော်ကိုထင်ရှားစေခြင်းလည်းဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။အနည်းဆုံးကလူတွေမိတ်ဆွေတွေရဲ့တစ္ဆာဖောက်မှုအကြောင်းကို42ခုမြောက်သောဆာလံကျမ်းမှာဒီနေ့ကြားနာခဲ့ကြရပါတယ်။ဒါဝိဒ်မင်းကြီးရောသခင်ယေရှုပါအနည်းဆုံးလူတွေရဲ့တစ္ဆာဖောက်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ Father Mike ကမင်းကိုလူတွေကစွန့်ပစ်ပြီးတစ္ဆာဖောက်တဲ့အခါမင်းရဲ့နာကျင်မှုကိုနားလည်ပေးနိုင်ဆုံးအရှင်ကသခင်ယေရှုဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။အခြေအနေတွေဘယ်လောက်ပဲဆိုးနေပါစေဖျားသခင်ကမင်းကိုရန်သူတွေရှေ့မှာအောင်ပွဲခံစေပါလိမ့်မယ်လို့အားပေးထားတာဖြစ်ပါတယ်။ဆုတောင်းကြစို့ကိုရောရှင်ထာဝရဖျားဒါဝိဒ်မင်းကြီးတီဆိုချီးမွမ်းခဲ့တဲ့ကဲ့သို့ကိုရောရှင်သည်သာတပည့်တော်ဤကြောက်ဆောင်ရဲတိုက်ဒိုင်းလွှားနဲ့ကဲတင်ချင်းဦးကြိုဖြစ်တော်မူ၏ဘဝဤမုံတိုင်းများကြားတွင်ကိုရောရှင်ဤလက်တော်အောက်၌ခိုလုံခွင့်ပေးသနာတော်မူပါ42ခုမြောက်သောဆာလံတွင်ပါရှိတဲ့အတိုင်းဘဝတွင်အားနည်းကျဆင်းနေခြင်းမိတ်ဆွေများရဲ့တစ္ဆာဖောက်မှုကိုခံရခြင်းများ၌ကိုရောရှင်ဤဂယုဏတော်ဖြင့်တပည့်တော်တို့ကိုပြန်လဲထူမှတ်ပေးတော်မူပါကိုရောရှင်ဤနာမတော်သည်ကဘာအဆက်ဆက်ဖုံးကြီးပါစေတည်းအာမင်ဒီနေ့တို့ရဲ့ဘဝမှာဖခင်သခင်ကိုဘယ်လိုခေါ်မလဲတို့ရဲ့ရဲတိုက်လို့ခေါ်မလားတို့ရဲ့ခိုးလုံရလို့ခေါ်မလားလို့
မေးခွန်းထုတ်လိုက်ပါတယ်ကိုရောရှင်ကတို့ရဲ့ဘဝမှာလှုပ်ဆောင်ပေးခဲ့တာတွေကိုပြန်လည်ရည်အတွက်ပြီးကျေးဇူးတင်လိုက်ကြရအောင်လို့လည်းအားပေးလိုက်ပါတယ်မနက်ဖြန်မှာတော့ဒါဝိဒ်မင်းကြီးရဲ့ဘဝနောက်ဆုံးထွက်သက်စကားလုံးများနဲ့ဗိမာန်တော်အတွက်အလှူငွေများကိုခမ်းနားစွာဆက်ကပ်လှူဒန်းပုံတွေကိုဆက်လက်လေ့လာကြပါမယ်မနက်ဖြန်မှာပြန်ဆောင်ကြပါမယ်ချစ်စွာသောညီကိုမောင်နှမများအားလုံးကိုဘုရားသခင်ကောင်းကြီးမင်္ဂလာပေးပါစေအာမင်